အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုဖိုင်မှာတော့ဒီကိုရီးယားရဲ့ပေါ့နော်ဒီအင်ချွန်းလေစိတ်အဝင်မှာဆိုလို့ရှိရင်ပြရတဲ့ဒီ Q code ကိုပေါ့နော်9မိနစ်နဲ့အမြန်ပြုလုပ်နေကြအောင်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီကိုရိုနာကာလကနေစပြီးတော့ပေါ့နော်ကျမတို့ဒီကိုရီးယားဝင်မယ်ဆိုလို့ရှိရင်သူလေစိတ်မှာကျန်းမာရေးနဲ့ပတ်သက်တဲ့ပေါ့နော်အချက်လက်တွေဖြည့်ရတာရှိတယ်ကိုဗစ်ကာလတုန်းကတော့သူကဒီ Q code လောက်ရတာပေါ့နော်ကျမတို့ဒီဖြည့်ရတဲ့ file ရဲ့ပြီးလို့ရှိရင် document တွေတင်ရတယ်များတယ်ပေါ့နော်အခုနောက်ပိုင်းမှာကျလို့ရှိရင်ကိုရီးယားကနေမှသူဒီကိုဗစ်နဲ့ပတ်သက်တဲ့စီးမြင့်စည်းကမ်းတွေကိုလည်းဖြည့်လျှော့လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Q code လောက်ရတာကအရန်ကိုလည်းကူလာပါတယ်9မိနစ်နဲ့အမြန်ပြုလုပ်လို့ရတယ်ပေါ့နော်ကျွန်မဆိုလို့ရှိရင်လည်းဗီယက်နမ်ကိုသွားလှည့်ပြီးတော့ပြန်လာတော့ပေါ့နော်ဒီ Q code လောက်ဖို့မိနေရမိနေအောင်မှဒီလေရင်ပေါ်ကဆင်းချင်းပေါ့နော်ဒီ9မိနစ်နဲ့လုပ်လိုက်တာတခါတည်း Q code ကထွက်လာတယ်ပေါ့နော်အဲဆိုတော့အခုဒီကိုရီးယားရောက်လို့ရှိရင်ပေါ့နော်အင်းချုံလေစိမ်းမှာပြရတဲ့ QR code ကိုမလုပ်တတ်သေးတဲ့သူတွေအတွက်ပေါ့နော်ဒီ9မိနစ်နဲ့ QR code အမြန်ပြုလုပ်နေကြအောင်အခုဗီဒီယိုဖိုင်လေးမှာကြည့်လိုက်ရအောင်နော်ကျမတို့အရင်ဆုံးဒီ Google မှာပေါ့နော်ဒီ Q code ကိုရီးယားဆိုပြီးတော့ကျမရိုက်လိုက်ပါမယ်ရိုက်ပြီးသွားတဲ့ခါကျလို့ရှင်ဒီပထမဆုံးကြာလာတဲ့ link ပေါ့နော်အဲ့ဒါကိုကျမတို့နှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့ခါကျလို့ရှင်ဒါ QR code ပြုလုပ်တဲ့ screen ရောက်လိုက်ဖြစ်ပါတယ်ကျမတို့ဒီ go ဆိုတော့နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကျမတို့ file စဖြည့်တော့မယ်ပေါ့နော်အရင်ဆုံးမေးခွန်းကကျလို့ရှိရင်အသက်14နှစ်နဲ့အထက်ဖြစ်ပါသလားပေါ့နော်အဲဆိုရင် yes ပေါ့ပြီးတဲ့ခါကျလို့ရှိရင်သူ့ရဲ့ဒီ terms and condition တွေပေါ့နော်အဲ့ဒီအကုန်လုံးကိုကျမတို့ agree လုပ်ပေးရမှာဖြစ်တဲ့ကြောင့်မလို့အမှန်ချစ်လိုက်ပါမယ်ချစ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့ next ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင် passport number ရိုက်ပါမယ်မိမိရဲ့ passport number ကိုရိုက်ပြီးပါနော် passport number ရိုက်ပြီးသွားတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ email လိပ်စာကိုရိုက်ပြီးပါ email လိပ်စာရိုက်ပြီးသွားလို့ရှိရင်ကျမတို့ဒီ next ဆိုတော့နှိပ်လိုက်ပါမယ်ပြီးတော့တဲ့အခါကျလို့ရှိရင်ကျမတို့ဒီ passport အချက်လက်တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကျလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့နာမည်ရေးရမယ်ပေါ့နော်ကျမတို့ဒီမြန်မာလူမျိုးတွေကကျလို့ရှိရင်ဒီ family name မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကဒီ surname unknown ဆိုတော့အမှန်ချစ်လိုက်မယ်ချစ်ပြီးတော့တဲ့အခါကျလို့ရှိရင် given name မှာကိုယ့်ရဲ့နာမည်အပြည့်စုံရေးပြီးပါခွဲရေးလို့မရအောင်ဆိုတော့ကျမဒီတိုင်းပဲရေးလိုက်မယ်ပေါ့နော်နာမည်ရေးပြီးသွားတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးတဲ့အခါကျလို့ရှိရင် next ကိုနှိပ်ပေးပါnext နေ့ပြီးတော့လို့ရှိရင်ကျမတို့ဒီကိုရီးယားကိုရောက်မဲ့ရက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေ့ကဒီဇင်ဘာလ9ရက်နေ့ဆိုတဲ့ခါကျတော့ကျမကမနက်ဖြန်ရောက်မယ်ပေါ့နော်ဒီ6ရက်နေ့တိတ်ကိုရောက်မဲ့ဒိတ်ကိုထည့်ပေးလို့ရှိရင်ရပါတယ်ကျမကြလို့ရှိရင်ဒါဗီဒီယိုရိုက်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမဒီ6ရက်နေ့ကိုရွေးလိုက်မယ်ပေါ့နော်ရောက်မဲ့ရက်ရွေးပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့ဒီကိုရီးယားမှာနေမဲ့လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကြလို့ရှိရင်ကျမတို့ဒီ search zip code ဆိုတော့နှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကိုရီးယားမှာနေမဲ့လိပ်စာပေါ့နော်အဲ့လိုចောင်းသူចောင်းသားတွေဆိုလို့ရှိရင်ចောင်းလိပ်စာကိုရိုက်ထည့်လို့ရပါတယ်တကယ်လို့ပေါ့နော်ကိုရီးယားရဲ့လိပ်စာရင်းနှီးကိုမသိဘူးဆိုလို့ရှိရင်အခုဒီ link အပေါ်မှာပေါ်လာတဲ့ပေါ့နော်ကျမရဲ့ဒီကိုရီးယားလိပ်စာကိုရီးယားလိုအင်္ဂလိပ်လိုရိုက်နီးပေါ့နော်အဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လို့ရပါတယ်ကျမတို့လိပ်စာရိုက်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှန်ဘလူးပုံစံလေးကိုနှိပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်လိပ်စာကျလာတယ်ပေါ့နော်လိပ်စာမှန်တယ်ဆိုလို့ရှိရင်ရွေးလိုက်ပါမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အသေးစိတ်လိပ်စာကိုရိုက်ပြီးပါကျမနေနေတာကျတော့တိုက်ခန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တိုက်ခန်းတွဲနံပါတ်နဲ့အခန်းနံပါတ်ကိုကျမရိုက်လိုက်တယ်ရိုက်ပြီးသွားတဲ့အခါကျလို့ရှိရင် address input ဆိုတော့ကျမနှိပ်လိုက်ပါမယ်လိပ်စာရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဖုန်းနံပါတ်ထည့်ရမှာဖြစ်ပါတယ်ကိုယ့်စီမှာဖုန်းနံပါတ်မရှိသေးဘူးဆိုလို့ရှိရင် I do not possess a mobile phone ဆိုတော့အမှန်ချလိုက်ရပါတယ်ပြီးတဲ့ခါကျလို့ရှိရင်ကိုရီးယားမှာပေါ့နော်ကိုနေထိုင်စဉ်အတွင်းမှာကျလို့ရှိရင်ဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တစ်ခုထည့်ပေးပါចောင်းသူចောင်းသားတွေဆိုလို့ရှိရင်ចောင်းဖုန်းနံပါတ်ကိုထည့်လို့ရပါတယ်ကိုအတိရှိတယ်ဆိုရင်အတိတယောက်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဒါပေမဲ့ကြိုပြီးတော့ပြောထားဖို့လိုတာပေါ့နော်တစ်ခါကျလို့ရှိရင်တော့ဒီဖုန်းကိုရီးယားဘက်ကနေဖုန်းခေါ်တာရှိတယ်ဆိုတဲ့ခါကျတော့ပေါ့နော်ကျမကတော့ကျမရဲ့နံပါတ်ကိုထည့်လိုက်ပါမယ်ကျမတို့ဒီဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဒီ next ကိုနှိပ်လိုက်ပါမယ်next နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီမှာကိုရီးယားကျလို့ရှိရင်6လပိုင်း8ရက်နေ့ပေါ့နော်ဒီနေ့6လပိုင်း8ရက်နေ့ကနေစပြီးတော့ဒီဆေးထိုးထားတဲ့သူပဲဖြစ်ဖြစ်ဆေးမထိုးရသေးတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဒီ quarantine ဝင်စရာမလိုတော့ဘူးဆိုတဲ့ဒီကြေညာချက်ပေါ့နော်ပေါ်လာတာမှဖြစ်ပါတယ်အဲ့ဒါကိုကျမတို့ဒီ confirm နှိပ်ပေးလိုက်ပါမယ် confirm နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့ရဲ့ဒီကျန်းမာရေးအခြေအနေကိုကျမတို့ဖြည့်ရမှာပေါ့နော်အရင်ဆုံးကိုဘယ်တိုက်ကနေလာလဲပေါ့နော်ကျမတို့အာရှကနေလာလားအာဖရိကနေလာလားဥရောပနေလာလားပေါ့နော်ကျမတို့ကမြန်မာနိုင်ငံဆိုတဲ့ခါကျလို့ရှိရင်အာရှကိုရွေးလိုက်ပါပြီးသွားတဲ့ခါကျလို့ရှိရင်ဘယ်ကနေလာလဲဆိုတဲ့ခါကျလို့ရှိရင်ကျမတို့ဒီမြန်မာနေလာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာဆိုတော့ကျမတို့ရိုက်ပြီးရှာလိုက်ပါမယ်ပြီးလို့ရှိရင် visited within 14 days ပေါ့နော်ဘာလို့ဆိုတော့ကိုကဒီမြန်မာမှာလွန်ခဲ့တဲ့14ရက်ကနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ
ပြီးတော့တဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ဒီကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ထည့်ပေးရမှာပေါ့နော်ကိုကဒီဖျားတဲ့နာတဲ့လက္ခဏာတွေရှိတယ်ဆိုလို့ရှိရင်เนาะ symptom exist ကိုရွေးမယ်မရှိဘူးဆိုလို့ရှိရင်เนาะ symptom does not exist ပေါ့နော်များသောအားဖြင့်တော့ symptom does not exist ကိုရွေးကြပါလို့ဆိုတော့ကျန်းမာရေးကောင်းမှလည်းလာလို့ရမှာဆိုတဲ့ခါကျတော့ပေါ့နော် symptom does not exist ကိုရွေးပြီးတော့လို့ရှိရင်ကျမတို့ဒီနံပါတ် 2-1 ကိုကြော်ပါမယ်ကြော်ပြီးသွားတဲ့ခါကျလို့ရှိရင်နံပါတ်3ကိုသွားမယ်ပေါ့နော်နံပါတ်3မှာကျလို့ရှိရင်လေသူကဒီဆေးတောက်ထားတာရှိလားမော်ဆေးရုံသွားထားရှိလားအဲ့လိုမျိုးတွေမေးတာပေါ့နော်အဲ့ဆိုရင်ဘာမှမရှိဘူးဆိုလို့ရှိရင်ကျမတို့ဒီ not applicable ဆိုတော့ရွေးပါမယ် not applicable ကိုရွေးတာကတော့ဒါကဟိုအကောင်းဆုံးပေါ့နော်ရွေးပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့ဒီမှာ next ကိုထပ်ပြီးနှိပ်ပါမယ်နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒါနောက်ဆုံးအဆင့်ကိုရောက်ပါပြီဒီမှာကျလို့ရှိရင်ကိုရှိမှဖြည့်ခဲ့တဲ့အချက်လက်တွေပေါ့နော်မှန်သူကတစ်ခေါက်ပြန်စစ်ခိုင်းတယ်စစ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ကဒီ submit ဆိုတော့နှိပ်လိုက်ပါမယ်submit ကိုနှိပ်လိုက်တဲ့ပြိုင်နဲ့ကျမတို့ဒီရှေ့မှာဖြည့်ထားတဲ့ information တွေနဲ့အတူပေါ့နော်အခုလိုမျိုးဒီ QR code ကကြာလာမှာဖြစ်ပါတယ်အခုကျမလောက်သွားတာ QR code ကအရန်ကိုလွယ်ပါတယ်နော်အရင်တော့ကျလို့ရှိရင်ကျမတို့ကဒီဆေးထိုးထားတဲ့စာရေးစာတွေဖြည့်ရတယ်ပြီးတဲ့ခါကျလို့ရှိရင်ကိုပေါ့နော် PCR စစ်ထားရှိလို့ရှိရင် PCR တွေပါပြရတယ်ပေါ့နော်အခုနောက်ပိုင်းဒီ PCR လက်စစ်စရာမလိုတော့ဘူးကိုဆေးထိုးထားတဲ့စာရေးစာတွေလည်းပြစရာမလိုတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုပဲပေါ့နော်ဒီ Q code system နဲ့မှာထည့်လိုက်လို့ရှိရင် QR code ကအလွယ်တကူပဲပြုလုပ်လို့ရပါတယ်ကျမကတော့ဒီ VNN နေပြန်လာတော့ပေါ့နော်ဒီလေရင်ပေါ်ကနေစင်းစီခြင်းမှာအမြန်လုတ်ပြီးတဲ့ခါကျတော့ဒီ screen ကိုတစ်ခါလေးပြလိုက်တာပေါ့နော်တချို့တွေပေါ့နော်ကိုကစိတ်ပူတတ်လို့မြန်မာနိုင်ငံကနေတစ်ခါလေးလုတ်လာမဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုး Q code ထွက်လာပြီဆိုလို့ရှိရင်ကျမတို့ဒီမှာထောင်းလို့ရှိပါတယ်ထောင်းလို့နှိပ်ထားတဲ့ဥစ္စာကျလို့ရှိရင်ကျမတို့ဒီမှာမြားပုံစံလေးရှိတယ်ပေါ့နော်အဲဆိုရင်ကျမတို့နှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီမှာ download ဆိုပြီးရှိပါတယ်download ကိုကျမတို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ QR ထောင်းဆိုပြီးတော့ပေါ်ရပေါ့နော်အဲဆိုလို့ရှိရင်ဒီ QR code လေးကိုလေးစိမ့်မှာပြလို့ရှိရင်ရပါတယ်အခုတင်ပေးတဲ့ဗီဒီယိုဖိုင်လေးကလည်းကိုရီးယားကိုလာမဲ့သူတွေမြန်မာနိုင်ငံအလဲပြန်သွားပြီးတော့ပေါ့နော်ကိုရီးယားကိုပြန်ဝင်လာမဲ့သူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်